ဒီကတော့ immigrant visa IR1 CR1 spouse visa သမားတွေစစ်စစ်ဖို့အတွက်ဘာတွေလိုအပ်လဲဘာတွေပြင်ဆင်ရသွားရမလဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ပြောပြပေးရှင်ပါတယ်ဒါကတော့ပထမဆုံးနံပါတ်1တစ်ချက်အနေနဲ့မဖြစ်မနေယူဆောင်ရမယ့်အရာကတော့passport ပေါ့နော် passport မုံရဲနဲ့ copy တစ်ခုယူဆောင်လာရမှာဖြစ်ပါတယ်နံပါတ်2ကတော့ကာကွယ်စစ်ထိုးထားတယ်ဆိုလို့ရှိရင်ကာကွယ်စစ်ထိုးထားတဲ့ metal original နဲ့ copy တစ်ခုကိုယူဆောင်လာရမှာဖြစ်ပါတယ်ဒါကတော့ဒီကာကွယ်စစ်ဆိုတဲ့အချိန်မှာအရင်ကိုဗစ်ဖြစ်ဘူးကိုဗစ်ကာလတုန်းကကိုဗစ်ကာကွယ်ဆေးထိုးရတယ်ဆိုရင်လေအဲကိုဗစ်ကာကွယ်ဆေးထိုးရတဲ့စီလက်မဲ့ပေါ့နော်အဲ့ဒါကိုယူဆောင်လာရမှာပဲဖြစ်ပါတယ်မရှိဘူးဆိုရင်တော့ယူလာဖို့မလိုပါဘူးနံပါတ်3ကတော့ DS260 confirmation page ပေါ့နော်ဒီဟာကိုယူဆောင်လာရမှာဖြစ်ပါတယ်တချို့တွေမှာဆိုလို့ရှိရင်ဒီ DS260 confirmation page ကိုရှာလို့မရဘူးเนาะရှာလို့မရကြဘူးเนาะဘယ်လိုလုပ်ပြီးတော့ဆိုလို့ရှိရင်သူတို့ email တွေမှာရှာကြတယ်ရှာကြတယ်မတွေ့ဘူးဒါဒီ DS260 confirmation က page ကရလဲဆိုတော့ကို case ကို case approve ဖြစ်ပြီဆိုတာ ਨੇ ဒီ approve ဖြစ်တဲ့လားအတွင်းမှာသို့မဟုတ် approve ဖြစ်ပြီးလို့10ရက်15ရက်ကြာတဲ့အချိန်မှာဒီ DS260 confirmation page ကိုရဖို့အတွက် DS260 form ကိုဖြည့်ပြီးတော့တင်ပေးရတယ်ပေါ့နော်အဲ့အချိန်မှာတင်ပြီးလို့ဒီရက်ပေါင်း9ရက်10ရက်သို့မဟုတ်15ရက်အဲ့လောက်ကြာတဲ့အချိန်မှာ DS260 confirmation page ကို confirmation letter ကိုသူတို့ကပို့ပေးတယ်ပေါ့နော်အဲ့အချိန်ကလေးကကိုကဆေးထားရမှာပေါ့နော်တကယ်လို့မဆေးလိုက်မိဘူးဘယ်အချိန်ကရောက်လဲမသိလိုက်ဘူးဆိုပြီးဆိုတဲ့သူတွေကဘယ်လိုလုပ်ရမလဲဆိုတော့ဒီ US မှာရှိတဲ့ကိုရအမျိုးသားသို့မဟုတ်အမျိုးသမီးပေါ့နော်သူစီကနေတောင်းပေါ့နော်သူမှလည်းမရှိဘူးသူလည်းရှာလို့မတွေ့ဘူးဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုတော့ကိုရဲ့ case ကိုရှောက်ပေးတဲ့ကိုရဲ့ဟာကိုလုပ်ပေးတဲ့ရှင်းနေစီကနေသွားပြီးတော့တောင်းလို့ရပါတယ်အဲ့ဒါဆို DS260 confirmation page ကိုရနိုင်ပါတယ်ဒီစစ်ဖို့အတွက်ဒီ page ကမဖြစ်မနေလိုအပ်ပါတယ်အားလုံးအဆင်ပြေပါစေပြီးလို့ရှိရင် navigate အနေနဲ့ပါလို့လဲဆိုတော့ဒီရန်ကုန် case number ဖြစ်တယ်ဆိုတာကို approve ဖြစ်ဖို့အတွက် approve ပြနိုင်တဲ့ဟာလိုတယ်ပေါ့နော်ဒီဟာကိုဘေးကရလဲဆိုတော့ဒီကိုမ interview letter ရပြီဆိုတာ ਨੇ ဒီ interview date ပါတယ်email ရဲ့အပေါ်ဆုံးမှာ case number ဆိုပြီးတော့ရေးလို့ပါတယ်ပေါ့နော်အဲ့ case number ကိုယူလာအဲ့ case number ကိုပဲဆိုလိုတာပဲဖြစ်ပါတယ်ဒီ case number ပါတယ်ဒီ interview date ပါတယ် case number ရော interview ရောပါတယ်ဒီ email တစ်စောင်လုံးကိုcomputer science မှာတော့ပြီးတော့ print ထုတ်လိုက်ပေါ့နော်အဲ့ဒါကို print ထုတ်ပြီးတော့ယူသွားရင်ရပါပြီပြီးလို့ရှိရင် number 5အနေနဲ့ပါလို့လဲဆိုတော့တကယ်လို့ကိုကအရင်တုန်းက medical record တွေရှိတယ်သူမဟုတ်အခုလက်ရှိမှာစေခံပြနေရတယ်တခုခုရောခင်ရှိနေတဲ့ medical record တွေရှိတယ်ဆိုလို့ရှိရင် symptom တွေရှိတယ်ဆိုလို့ရှိရင်ယူဆောင်လာရမှာဖြစ်ပါတယ်နံပါတ်6အနေနဲ့ကတော့ကိုစစ်တခုခုကိုမိန်ဝဲသုံးစစ်နေရတယ်ဆိုလို့ရှိရင်အဲ့ဆေးကိုပါယူဆောင်လာရမှာပဲဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီအရေးကြီးတဲ့တစ်ချက်ကတော့ပိုက်ဆံယူဆောင်လာရမယ်ဖြစ်ပါတယ်ပိုက်ဆံကတော့ဒီတရားနဲ့တရားကတော့မတူဘူးပေါ့နော်သူတို့ကခဲမဲ့ရှည်တော့အခုဆိုလို့ရှိရင်20ကနေ30ကြာယူဆောင်လာရမှာလို့ပြောထားပါတယ်ဒါကတရားနဲ့တရားဘာလို့မတူလဲဆိုတော့ဒီတရားတကယ်သူတို့ကကာကွယ်စစ်တွေအနည်းဆုံး9မျိုးထိုးပြတယ်ပေါ့နော်ကာကွယ်စစ်ထိုးရတဲ့အပေါ်မှာမုံတေးပြီးတော့တရားနဲ့တရားရဲ့ပိတ်ဆံစစ်ကပိတ်ဆံပေးရတဲ့အမောင်းကကွာတော့တယ်ပေါ့နော်ဒါကြောင့်ခံမဲ့ရှည်အများဆုံးအနည်းဆုံး30လောက်တော့ယူတော့သင့်ပါတယ်ပြီးလို့ရှိရင်နောက်တစ်ချက်ကမျက်မှန်တဲနေရသူဆိုလို့ရှိရင်ဒီစစ်စစ်ရမဲ့သူကမျက်မှန်တဲနေရတဲ့သူဆိုလို့ရှိရင်မျက်မှန်ကိုပါယူဆောင်လာရမှာပဲဖြစ်ပါတယ်ပြီးလို့ရှိရင်အရေးကြီးတဲ့နောက်ဆုံးတစ်ချက်ကတော့ဘာလို့လဲမလဲဆိုတော့စစ်မဲ့နေမှာတချို့တွေကဆိုလို့ရှိရင်စေဖို့အတွက်အစားရှောင်ရမှာလားအစားမစားပဲနေရမှာလားအစားမစားပဲသွားရမှာလားဆိုပြီးတော့ဖြစ်တယ်ပေါ့နော်ဝေဝေါ်ဖြစ်တယ်ပေါ့နော်စစ်ဖို့အတွက်အစားရှောင်ကြမလို့ပါဘူးသူတို့ကစစ်တဲ့အချိန်ကများအပြင်မနေ့ပိုင်းစစ်ဖို့ခေါ်တာများတယ်ပေါ့နော်ဒါကြောင့်ဒီစစ်
save မစစ်ခံ breakfast ကိုဟိုဘိုက်ပြအောင်စားတော့ပေါ့နော်စားတော့တဲ့ပေါ့နော်အဓိကတော့ဘာစားဖို့အကြံပေးရှင်လေးဆိုတော့ငပြောသီးစားပါပြီးလို့ရှိရင်ပိန်တို့တောက်ပါငပြောသီးစားပြီးပိန်တို့တောက်ပြီးတော့သွားပါလို့အကြံပြုရှင်ပါတယ်ပြီးလို့ရှိရင်တခြားကိုကြိုက်တဲ့ဟာလေးစားတော့ပေါ့နော်ဘာလို့လဲဆိုတော့ဒီစစ်တာက9မိနစ်10မိနစ်နဲ့ပြီးတာမဟုတ်ဘူး8နာရီတကယ်လို့ဥပမာ8နာရီကဒိတ်ပေးထားတယ်ဆိုလို့ရှိရင်အဲ့8နာရီကနေဘယ်လောက်ကြာနိုင်လဲဆိုတော့8နာရီကနေနေ့လက်1နာရီလောက်ထိတော့ကြာနိုင်တယ်ပေါ့နော်ကိုကအစာဘိုက်ရန်စားတဲ့သူဆိုလို့ရှိရင်အစာအပြည့်စားတော့ဖို့အကြံပြုပါတယ်စေကကတော့ရေပေးပါတယ်အစာတော့ဟိုမုန်းတွေပါတယ်တော့မပေးပါဘူးရေတော့ပါရပါမယ်ဒါကြောင့်အစာအပြည့်အဝဘိုက်ပြည့်အောင်စားတော့ပါလို့အကြံပြုရှင်းပါတယ်အားလုံးကကောင်းကြပါစေဘိုင်ဘိုင်